ကျမဟာရန်ကျိုးမြို့အပြင်ဘက်မှာစင်းရဲသားတွေအတွက်ယာယီခိုလုံရာတွေစောက်ပေးပြီးဂျုံပြုတ်ဝေငှပေးနေတော့ယူရှားကကျမကိုမှတ်မိသွားခဲ့ပါတယ်။သူကကျမဟာနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့စစ်သူကြီးအိမ်တော်ရဲ့သမီးကြီးဖြစ်တယ်ဆိုတာကိုသိရှိခဲ့တာပါ။ကျမအိမ်တော်ကြီးကိုပြန်ရောက်လာတဲ့အချိန်မှာတော့အိမ်ဝင်းတစ်ခုလုံးရဲ့လေထုကအလွန်တင်းမာနေခဲ့ပါတယ်။ငွေစားသမီးဖြစ်တဲ့စုကျွမ်းကလည်းအပြစ်ရှိသလိုမျက်နှာထားနဲ့ရှိနေခဲ့တယ်။သူမကအမကြီးအပြင်မှာလေတံနေပူတံတွေခံပြီးနေခဲ့ရတာအရန်ပင်ပန်းခဲ့မှာပဲနော်လို့ပြောလိုက်တယ်။ကျမကပြန်ဖြေဖို့ပါဇက်ဖွင့်လိုက်ရုံရှိသေးသူမကမျက်ရည်တွေတုပ်လိုက်ပြီးကြောက်ခင်းပေါ်မှာရုတ်တရက်ဒူးထောက်ချလိုက်တယ်။ဒါတွေအားလုံးကညီမလေးရဲ့အပြစ်ပါ။အမကြီးဖေဖေနဲ့မေမေကိုအပြစ်မတင်ပါနဲ့။အမကြီးမိသားစုစီပြန်လာပြီဆိုတော့ဒီလက်ထပ်ပွဲကိုအမကြီးစီပြန်ပေးပါမယ်။အဲ့ဒီအချိန်မှာမိခင်ကအလျင်မြန်ငုံပြီးစုကျွမ်းကိုထူပေးလိုက်တယ်။သူမရဲ့မျက်နှာမှာတော့မလိုလားတဲ့အမူအရာစိတ်မပါတဲ့အရေးအယောင်အပြည့်နဲ့ဖြစ်နေခဲ့တယ်။တုံးလိုက်တဲ့ကလေးတွေဒီမိသားစုထဲမှာမင်းရဲ့ကောင်းမွန်တဲ့အိမ်အောင်ရေးကိုဘယ်သူမှလူယူသွားလို့မရဘူး။အားချင်းအတွက်တော့အမေကသူနဲ့လိုက်ဖက်မဲ့မိသားစုကောင်းတစ်ခုကိုထက်ရှာပေးမယ်။မျိုးစားမင်းအိမ်တော်လောက်တော့မမြင့်မြတ်နိုင်ပေမဲ့တေချာပေါက်မစိုးတဲ့မိသားစုပဲဖြစ်လိမ့်မယ်။ကျမကပြောတော့မလို့ရှိသေးတယ်။အဲ့ဒီအချိန်မှာတစ်ချိန်ကကျမနဲ့ငယ်စဉ်ကလေးကစိတ်ဆက်ထားခဲ့တဲ့လူငယ်တခင်ကအခန်းထဲကိုရုတ်တရက်ဝင်လာတယ်။သူကစုကျွမ်းကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးကျမကိုကြည့်တဲ့မျက်လုံးတွေထဲမှာတော့ယွန်ရှာမုန်းတီးမှုအပြည့်ပဲ။မင်းနဲ့ငါဟာငယ်ငယ်တည်းကစိတ်ဆက်ထားခဲ့တာမှန်တယ်။ဒါပေမဲ့ဒီနှစ်တွေတစ်လျှောက်ငါဘေးမှာအမြဲရှိခဲ့တာကစုကျွမ်းပဲ။ဒီဘဝမှာငါရဲ့တရားဝင်ဇနီးအဖြစ်ငါအတိအမှတ်ပြုတဲ့အမျိုးသမီးကသူတယောက်တည်းပဲ။မင်းကငါ့ကိုလက်ထပ်ဖို့အတင်းကျပ်ဆန္ဒရှိနေသေးတယ်ဆိုရင်တော့ကို့အဆင့်ကိုလျှော့ပြီးကိုလို့တော်ဖြစ်ပဲဝင်လာရမယ်။သူ့စကားကိုကြားပြီးကျမကအားမလို့အားမရနဲ့တက်ပြင်းချလိုက်တယ်။တကယ်တော့ကျမဒီကိုပြန်လာတာကသူတို့ကိုအရေးကြီးတဲ့အကြောင်းတစ်ခုပြောပြဖို့ပဲဖြစ်တယ်။ချင်းကျိုးမျိုးမှာရှိနေစဉ်ကတည်းကကျမဟာအခြားသူတစ်ယောက်ကိုတိတ်တဆိတ်ဂတိတစ္ဆာပြုပြီးသားဖြစ်နေခဲ့တယ်။ကျမကိုမိသားစုကပြန်လည်မှတ်မိပြီးအိမ်ကိုခေါ်လာတဲ့နေ့တုန်းကလည်းကျမဟာစင်းရဲသားတွေကိုဂျုံပြုတ်ဝေငှပေးနေရင်အလုပ်ရှုပ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာကျမကိုမှတ်မိသွားတဲ့သူကတော့ရှေးကလေးကတည်ကျွမ်းခဲ့တဲ့အင်ပါယာစစ်ဆေးရေးအရာရှိပဲဖြစ်ပါတယ်။အင်ပါယာစစ်ဆေးရေးအရာရှိဟာကျမအဖေနဲ့ငယ်ဘဝကတည်းကအလွန်ရင်းနှီးတဲ့တငယ်ချင်းဖြစ်ပါတယ်။ငယ်စဉ်ကတည်းကအတူကြီးပြင်းလာခဲ့ကြတဲ့အထိရင်းနှီးကြသူတွေပါ။ကျမအသက်6နှစ်အရွယ်မှာမိဘတွေနဲ့ကွဲသွားခဲ့ပါတယ်။အဲ့ဒီတုန်းကကျမတို့မိသားစုရန်ကျိုးမျိုးကိုအလဲလာခဲ့တာပါ။ကျမကငယ်သေးတော့လမ်းတွေကိုမသိဘူး။လမ်းဘေးမှာတကြားရုပ်လုံးနေတဲ့အမတယောက်ကိုတွေ့ပြီးစိတ်ဝင်စားလုံးလို့ခြေထောက်တောင်မရွှေ့နိုင်ပဲရက်ကြည့်နေခဲ့တယ်။ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့မိဘတွေစီးသွားတဲ့လှေကအဝေးကြီးကိုဖတ်သွားပြီးဖြစ်နေခဲ့တယ်။အဲဒီနောက်ကျမမှာလေတံမိုးတံကိုရှောင်ဖို့နေရာမရှိတော့ပဲအပေါက်ပေါက်အပြဲပြဲနဲ့ဖျားเจ้าဟောင်းတစ်ခုမှသာခိုလုံနေရတယ်။ကံကောင်းကျင်တော့ကောင်းကင်ကကျမကိုလမ်းဆုံးထိမတွန်းပို့ခဲ့ပါဘူး။ခရီးသွားဆေးဆရာအိုကြီးတယောက်ကအဲ့ဒီဖျားเจ้าပြတ်မှာအနားယူဖို့ရောက်လာခဲ့တယ်။သူကအထီးကျန်ပြီးအားကိုးစရာမရှိတဲ့မိန်းကလေးငယ်လေးဖြစ်တဲ့ကျမကိုတနာပြီးမွေးစားခဲ့တယ်။သူကိုယ်တိုင်ကျမကိုဆေးပညာဆေးဘက်ဝင်အပင်တွေကိုခွဲခြားနီးဆေးဖော်နှဲတွေကိုတင်ပေးခဲ့ပါတယ်။လွန်ခဲ့တဲ့2နှစ်ကရန်ကျိုးမှာပြင်းထန်တဲ့ကူးစက်ရောဂါတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့တယ်။ရန်ကျိုးအုပ်ချုပ်ရေးမှူးကလေစစ်ဘီနေတောင်ကြားအထိသွားပြီးကျမရဲ့ဆရာကိုလူတွေကိုကယ်တင်ပေးဖို့တောင်းပန်ခဲ့တယ်။ဒါပေမဲ့ဆရာကအသက်ကြီးနေပြီဖြစ်လို့ခြေထောက်တွေလည်းအားမကောင်းတော့ဘူး။ဒါကြောင့်ကျမကပဲသူ့ကိုယ်စားအဲ့ဒီတာဝန်ကိုလက်ခံလိုက်တယ်။အစပိုင်းမှာတော့အုပ်ချုပ်ရေးမှူးကကျမကိုလုံးဝမယုံကြည်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ကျမကငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ပဲ။ဖြစ်တာကြောင့်ဘလို့အရေးချင်းများရှိနိုင်မှာလဲလို့ထင်ခဲ့တာပါ။ကံကောင်းတာကယောဂါကပြင်းထန်ပေမဲ့ကျမထိန်းချုပ်နိုင်ခဲ့တယ်။ပထမဆုံးယောဂါကူးစက်ခံထားရသူတွေကိုတီးခြားခွဲထားလိုက်တယ်။ပြီးတော့ဆေးရည်အိုးကြီးတွေအများကြီးချက်ပြီးလူနာတွေကိုတိုက်ကျွေးခဲ့တယ်။တစ်လလောက်ကြာပြီးနောက်မှာတော့ယောဂါကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပါတယ်။ခြေနေတွေတည်ငြိမ်လာတဲ့နောက်မှာတော့ကျမဟာစေတနာကောင်းတဲ့ကုန်သည်တွေနဲ့ပူးပေါင်းပြီးစင်းရဲသားတွေကိုပူပူနွေးနွေးကြုံပြုတ်ဝေငှပေးလေးရှိတယ်။အဲ့ဒီအချိန်မှာပဲနေမြေကိုစစ်ဆေးနေတဲ့အင်ပါယာစစ်ဆေးရေးအရာရှိကတိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီနေရာကိုဖျက်ဆီးလာခဲ့တာဖြစ်ပါတယ်။သူကကျမကိုချက်ချင်းမှတ်မိသွားတယ်။ကျမငယ်ငယ်တုန်းကမိဘတွေနဲ့အကိုပြင်းသူဟာကျမနဲ့အရင်ကြီးဆုံးလူကြီးတစ်ယောက်ဖြစ်ခဲ့တယ်။ကျမကိုတွေ့ချင်းသူကကျမရဲ့လက်မောင်းကိုတင်းတင်းဆုပ်ကင်လိုက်တယ်။သူ့မျက်လုံးတွေမှာလည်းမျက်ရည်တွေဝဲလာခဲ့တယ်။ဘာကြောင့်လဲဆိုတာကျမသိပါတယ်။သူ့မှာကိုယ်ပိုင်သားသမီးမရှိခဲ့ဘူး။ဒါကြောင့်ကျမငယ်စဉ်ကတည်းကသူကကျမကိုသူ့သမီးရင်းလို့အမြဲချစ်ခင်စောင့်ရှောက်ခဲ့တာပါ။အာချင်းဦးလေးနဲ့အတူအိမ်ပြန်လိုက်ခဲ့ပါ။ဒီနှစ်တွေအတွင်းမင်းရဲ့မိဘတွေကမင်းကိုအယမ်းလွမ်းနေခဲ့ကြတယ်။အစားကတော့ကျမညင်းဖို့စဉ်းစားခဲ့တယ်။အပြင်မှာနှစ်ပေါင်းများစွာလှည့်လည်နေခဲ့တဲ့အချိန်အတွင်းကျမကိုနေရာအနှံ့လိုက်ရှာနေတယ်ဆိုတဲ့သတင်းကိုတခါမှမကြားခဲ့ရဘူး။ဒါအပြင်ကျမကဆေးဆရာအိုကြီးကိုလည်းကို့ဖိုးအရင်လိုသဘောထားပြီးသားဖြစ်တယ်။ဒါပေမဲ့တေချာပြန်စဉ်းစားကြည့်တော့သွေးသားတော်ဆက်မှုကတော့သွေးသားတော်ဆက်မှုပဲဆိုတာကိုနားလည်ခဲ့တယ်။ဒါကြောင့်နောက်ဆုံးမှာတော့သူနဲ့အတူမြို့တော်ကိုပြန်လိုက်သွားခဲ့တယ်။စစ်သူကြီးအိမ်တော်ကိုရောက်ချင်းပဲအစီကံတယောက်ကကျမကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးပြောလိုက်တယ်။ဒီတောင်းစားကဘယ်ကရောက်လာတာလဲ။စစ်သူကြီးအိမ်တော်ထဲကိုအတင်းဝင်လာရဲတယ်ပေါ့။အရိုက်ခံချင်နေတာလား။ဒီလိုအထင်သေးတဲ့အကြည့်မျိုးကိုကျမမရေမတွက်နိုင်အောင်ကြုံဖူးပြီးသားဖြစ်လို့အခုတော့အသားကျနေပါပြီ။ဒေါသထွက်စရာမလိုဘူးလို့တွေးပြီးရင်ကြေးကြေးပဲပြောလိုက်တယ်။ကျေးဇူးပြုပြီးစစ်သူကြီးကိုအကြောင်းကြားပေးပါ။အာချင်းပြန်ရောက်လာပြီလို့ပြောပေးပါ။အဲ့ဒီစကားကြားတာ